မြို့ကြီးပြာကြီးမနီးတဲ့တော့ရဲ့ရွာတွင်တော့ရဲ့ဌာနေမှာအဲ့ဒီကအစာလူဖြစ်ရတဲ့ကိုယ်ဝချေတွင်ကိုယ်တဲ့ရွယ်ငါဒီကြောဆယ်နှစ်အတွင်းအပေါ်တွေများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မမေ့နိုင်မှုစဉ်ကိုစားတိမြေတော်ရဲ့ရွာကိုမြို့ကြီးပြာကြီးမနီးတဲ့တော်ရဲ့ရွာတွင်တော်ရဲ့ဌာနေမှာအဲ့ဒီကအစာလူဖြစ်ရတဲ့ကိုယ်ဝချေတွင်ကိုယ်သက်ရွယ်ငါနှစ်ကျော်ဆယ်နှစ်အတွင်းအပေါ်တွေများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မမေ့နိုင်ဘူးအစဉ်ကိုစားတိမြေတော်ရဲ့ရွာကိုမှာပင်အရွယ်ရောက်လို့လာပြန်တော့ရွာမှာပြောပြီးမဲ့လေပြောရမှာမနေတော့ရမှာနေရမယ်လို့ဆိုရစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုမေရောက်ခဲ့ပြီတနေ့တရက်မှာမမေ့နိုင်ပါစေမမေ့နိုင်ပါစေတော့မှဆွေမျိုးသားချင်းလဲဆင်းရတဲ့သူတွေပင်တော်သူလုံးမေ့တဲ့သေးတငယ်ချင်းအပေါင်းမေဘို့မမေ့တာယုံစေခြင်းရောက်လာဘူးလားမှာပင်အရွယ်ရောက်လို့လာပြန်တော့ရွာမှာပြောပြီးမဲ့လေပြောရမှာမနေတော့ရမှာနေရမယ်လို့ဆိုရစကားတွေရှိ
တာကြောင့်မြို့ကြီးကိုပဲရောက်ခဲ့ပေမဲ့တော့ကအဖော်ရင်းများကိုတနေ့တရက်မှမမေ့နိုင်မှအစင်မမေ့နိုင်မှအစင်တော့မှဆွေမျိုးသားချင်းလဲဆင်းရတဲ့သူတွေပင်တော်သူလုံးမေတ္တတင်တကယ်ချင်း